Manchester United ပရိသတ်တွေအားလုံးစောင့်မျှော်နေခဲ့ကြတဲ့သတင်းကောင်းတစ်ခုကတော့အခုဆိုရင်တရားဝင်ထွက်ပေါ်လာခဲ့ပါပြီ။အသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းတူဖြစ်တယ်လို့အခုနောက်ပိုင်းမှာအသင်းကိုအကောင်းဆုံးပြန်လည်တည်ဆောက်ပေးနေတဲ့ Michael Carrick ကို Manchester United ရဲ့အမြဲတမ်းနီးပြအဖြစ်တရားဝင်ခံအပ်လိုက်ပြီးဖြစ်ပါတယ်။ဒါဟာ United ပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ခုဖြစ်ပြီးအသင်းရဲ့အနာဂတ်အတွက်မျှော်လင့်ချက်အသစ်တွေပြန်လည်ရှင်းသန်းလာစေတဲ့ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ Michael Carrick ဟာပြီးခဲ့တဲ့ January လတုန်းက Ruben Amorim ယာရုကနေထုတ်ပယ်ခံရတဲ့နောက်ပိုင်းမှာအသင်းကိုယာယီနီးပြအထိစတင်တာဝန်ယူခဲ့တာပါ။အဲ့ဒီချိန်တုန်းက United က Red Red တွေဆိုးရွားနေပြီးအမတ်ပေးစရာရဲ့အဆင့်900အထိရောက်ရှိနေကြတာဖြစ်ပါတယ်။အသင်းအတွင်းမှာလည်းစိတ်သက်ပိုင်းဆိုင်ရာကြာဆင်းမှုတွေကစားဟန်ပျောက်ဆုံးမှုတွေနဲ့ကြုံတွေ့နေရတဲ့အကြက်တဲကာလတစ်ခုလို့ပြောလို့ရပါတယ်။ဒါပေမဲ့ Carrick ဟာအသင်းကိုစတင်တာဝန်ယူတဲ့အချိန်ကစပြီးအရာအလုံးကိုပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်။သူဟာအသင်းကိုတာဝန်ယူခဲ့တဲ့ပွဲအရွယ်အတွက်နီးပါးသေးပေမဲ့လည်းကစားသမားတွေရဲ့စိတ်သက်ကိုပြန်လည်မြင့်တင်ပေးနိုင်တဲ့လို့ United ရဲ့ရိုးရာကစားဟန်ဖြစ်တဲ့တိုက်စစ်ဖွင့်ကစားတဲ့ပုံစံကိုလည်းပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ Carrick ရဲ့လက်ထက်မှာ United ကပွဲပေါင်း25လောက်ပဲတာဝန်ယူရသေးပေမဲ့တနစ်တာအကောင်းဆုံးနီးပြစုအတွက်စံခါတင်စရင်မှာပါဝင်လာတဲ့အထိအတိအမှတ်ပြုခံရတာပါ။ဒါဟာ Carrick ရဲ့နီးပြအရွယ်ချင်းဘလောက်အထိထူးချွန်စလဲဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။အသင်းရဲ့ပိုင်ရှင်တစ်ဖြစ်တဲ့ Sergeant Ratcliffe နဲ့ Ineos အဖွဲ့သားတွေဟာအသင်းအတွက်အများအားနီးပြတဲ့ရှားဖွေမှုအချိန်အတော်ကြာစဉ်းစားခဲ့ကြပါတယ်။နာမည်ကြီးနီးပြတွေအများကြီးရှိနေတဲ့ကြားကသူတို့ဟာ Michael Carrick ကိုပဲယုံကြည်နဲ့ရွေးချယ်ခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတော့ Carrick ဟာ United ရဲ့ DNA ကိုကောင်းကောင်းနားလည်တဲ့သူဖြစ်တယ်လို့အသင်းရဲ့အစင်လာနဲ့ယဉ်ကျေးမှုကိုလည်းတန်ဖိုးထားတဲ့သူဖြစ်လို့ပါပဲ။ Michael Carrick ဆိုတာ United ပရိသတ်တွေအတွက်တော့အစိမ့်သက်မဟုတ်ပါဘူး။သူဟာကစားသမားဘဝမှာလည်း United အတွက်စုဖလားများစွာစုခုပေးခဲ့တဲ့ဂန္ဓဝင်တူဖြစ်ပါတယ်။ Sir Alex Ferguson ရဲ့လက်ထက်မှာအသင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးထိန်းကျောင်းပေးခဲ့သူဖြစ်တယ်လို့အသင်းရဲ့အောင်မြင်မှုသမိုင်းကြောင်းတွေမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့သူပါ။သူဟာကွင်းလယ်မှာကစားကွက်ကိုဖတ်နိုင်စွမ်းရှိတယ်လို့အေးဆေးဆေးတည်ငြိမ်စွာနဲ့အသင်းကိုဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒီလိုအတွေ့အကြုံတွေကြောင့်ပဲသူဟာအခုနီးပြအဖြစ်တာဝန်ယူတဲ့အချိန်မှာလဲကစားသမားတွေရဲ့လေးစားမှုကိုအပြည့်အဝရရှိထားတာဖြစ်ပါတယ်။ကစားသမားတွေကသူ့ကိုနီးပြတယောက်ထက်ပိုပြီးသူတို့ရဲ့မိသားစုတယောက်လိုလမ်းပြပေးမဲ့အကူကြီးတယောက်လိုသဘောထားကြပါတယ်။ Carrick ရဲ့နီးပြဘဝဖြတ်သန်းမှုကိုပြန်ကြည့်မယ်ဆိုရင်လေသူဟာ Middlesbrough ရဲ့အသင်းမှာအောင်မြင်တဲ့ခရီးစဉ်တစ်ခုကိုဖြတ်သန်းခဲ့စားဖြစ်ပါတယ်။အဲ့ဒီမှာသူဟာအသင်းငယ်လေးကိုကစားဟန်လှပပနဲ့အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။သူဟာ Middlesbrough ကိုတန်းစင်းဆောင်နားကနေ Playoff အဆင့်လက်ထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာကသူ့ရဲ့နီးပြအယူအချင်းကိုကပ္ပကိုတိအောင်ပြလိုက်တာပါပဲ။အဲ့ဒီကနေဆင့်ပြီး United ကိုပြန်ရောက်လာတဲ့အချိန်မှာလေသူ့ရဲ့နီးဗျူဟာပိုင်းကျွမ်းကျင်မှုတွေကိုအကောင်းဆုံးချပြနိုင်ခဲ့ပါတယ်။သူဟာလူငယ်ကစားသမားတွေကိုမြေတောင်မြောက်ဖို့ဝင်မလေးဘလို့ဝါရင်ကစားသမားတွေကိုလည်းဘလို့စီမံခန့်ခွဲရမလဲဆိုတာကိုကောင်းကောင်းသိပါတယ်။အထူးသဖြင့်အသင်းရဲ့လူငယ်ကျယ်ပွင့်တွေဖြစ်တဲ့ကိုဘီမီနူလို့ဂါနာချိုတို့ကစားသမားတွေဟာ Carrick ရဲ့လမ်းအောင်မှာပိုပြီးတောက်ပလာကြတာကိုအားလုံးမြင်တွေ့ခဲ့ကြရပါတယ်။အခုလို့အမြဲတမ်းနီးပြအထိခံအောက်ခံရပြီးနောက်မှာတော့ Carrick အတွက်စိန်ခေါ်မှုကြီးတွေစတင်လာတော့မှာပါ။လာမဲ့ຫນွေရာသီအပြောင်းရွှေ့မှာသူလိုချင်တဲ့ကစားသမားတစ်တွေကိုခေါ်ယူပြီးအသင်းကိုသူ့ရဲ့စိတ်ကြိုက်ပုံစံအတိုင်းပြန်လည်တည်ဆောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း Carrick ရဲ့လက်ထက်မှာ United ဟာအရင်လိုကြောက်စရာကောင်းတဲ့အသင်းကြီးတစ်ခုအဖြစ်ပြန်လည်ရောက်ရှိလာဖို့မျှော်လင့်နေကြပါတယ်။ Carrick ဟာအေးဆေးဆေးတီးငိမ့်တဲ့ပုံကူတစ်ယောက်ဖြစ်ပေမဲ့လည်းကွင်းထင်းမှာတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်သူပါ။သူဟာကစားသမားတွေကိုလွတ်လပ်စွာကစားခွင့်ပေးသလိုပဲစီးကမ်းပိုင်းနဲ့စ조사အားထုတ်မှုပိုင်းမှာတော့ဘယ်တော့မှရှော့ဖေးလိမ့်မရှိပါဘူး။ဒါဟာ United မှာလိုအပ်နေတဲ့ခောက်ဆောင်ပုံစံမျိုးပါပဲ။ United ရဲ့စီမံခန့်ခွဲမှုပိုင်းမှာလူတွေထိတဲ့ Omar Barada နဲ့ Dan Ashworth တို့ဟာ Carrick ရဲ့လှုပ်ဆောင်မှုတွေကိုအနီးကပ်စောင့်ကြည့်ခဲ့ကြတာပါ။သူတို့ဟာ Carrick ရဲ့အသင်းဟဘောထားရှိတဲ့စိတ်ဓာတ်နဲ့နီးဗျူဟာပိုင်းပြင်ဆင်မှုတွေကိုသဘောကျခဲ့ကြပါတယ်။အထူးသဖြင့်အသင်းကြီးတွေနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေမှာ Carrick ဟာ Prime ဘက်ကိုဘလို့တုံ့ပြန်ရမလဲဆိုတာကိုကောင်းကောင်းပြသနိုင်ခဲ့ပါတယ်။သူဟာခံစစ်ကိုလည်းချစ်လက်အောင်လုပ်နိုင်တယ်လို့တိုက်စစ်စင်းတဲ့အချိန်မှာလည်းမြန်းဆန်ပြီးထိရောက်တဲ့ပုံစံမျိုးကိုအသုံးပြုပါလေ။ဒါကြောင့်လဲသူတို့ဟာတခြားနာမည်ကြီးနီးပြတွေကိုရှာဖွေနေတာကိုရပ်တန့်လိုက်ပြီး Carrick ကိုပဲရေရှည်အတွက်ယုံကြည်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒါဟာအသင်းအတွက်တော့တည်ငြိမ်မှုရှိစေမဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။အခုဆိုရင် United ကလမ်းကြောင်းမန်ကိုပြန်လည်ရောက်နေပြီလို့ပြောလို့ရပါတယ်။ Brentford ရဲ့အနေနဲ့လည်းအသင်းရဲ့ဂန္ဓဝင်တူကိုအခုလိုယုံကြည်နဲ့တာဝန်ပေးလိုက်တာကိုအားရကျေနပ်နေကြမှသိကြပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းကာရစ်ကိုထောက်ခံတဲ့စာသားတွေဂုဏ်ပြုတဲ့စာသားတွေနဲ့ပြည့်နှက်နေကြပါတယ်အားလုံးရဲ့စံတော့ကတော့တစ်ခုတည်းပါပဲအဲ့ဒါကတော့ Michael Carrick ရဲ့လက်ထက်မှာ Manchester United အသင်းဟာ Premier League ဖလားနဲ့ Champions League ဖလားတွေကိုပြန်လည်စိန်ခေါ်နိုင်တဲ့အဆင့်တန်းတစ်ခုကိုရောက်ရှိသွားဖို့ပါပဲ။ Carrick ဟာ Sir Alex Ferguson ရဲ့အောင်မြင်မှုလျိုချက်တွေကိုအနီးကပ်လေ့လာခွင့်ရရှိခဲ့သူဖြစ်တာကြောင့်အသင်းကိုဘယ်လိုစိတ်ဓာတ်မျိုးသွင်းပေးရမလဲဆိုတာကိုကောင်းကောင်းသိပါတယ်။ Carrick ရဲ့နီးပြအဖွဲ့မှာလည်းအသင်းကိုချစ်မြတ်နိုးလက်သူတွေအတွေ့အကြုံရှိတဲ့သူတွေနဲ့ပြန်လည်ဖွဲ့စည်းသွားဖို့ရှိနေပါတယ်။ဒါဟာအသင်းရဲ့အတွင်းပိုင်းစည်းလုံးမှုကိုပိုပြီးခိုင်မာစေမှာပါ။ကစားသမားတွေကလည်းနီးပြတဲ့ရဲ့လမ်းညွှန်မှုအောက်မှာအကောင်းဆုံးပေးဆက်ကစားဖို့အသင့်ရှိနေကြပါပြီ။အထူးသဖြင့်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Bruno Fernandes နဲ့ Marcus Rashford တို့လိုကစားသမားတွေဟာ Carrick နဲ့လက်တွေ့လှုပ်ဆောင်ရတာကိုပျော်ရွှင်နေကြပြီးအသင်းအတွက်အောင်မြင်မှုတွေယူဆောင်ပေးဖို့ကတိပြုထားကြပါတယ်။သူတို့ဟာ Carrick ရဲ့နီးပြမှုအောက်မှာသူတို့ရဲ့အကောင်းဆုံးပုံစံတွေကိုပြန်လည်ရရှိနေကြတာကိုလည်းအားလုံးမြင်တွေ့ခဲ့ကြရပါတယ်။နီကုံချုပ်အနေနဲ့ပြောရရင် Michael Carrick ရဲ့ခရီးစဉ်ဟာအခုမှစတင်တာပါ။သူဟာ United ရဲ့သမိုင်းကြီးတစ်ခုကိုရေးသွားမယ်သူပါ။ကျွန်တော်တို့အားလုံးဟာဒီသမိုင်းကြောင်းရဲ့သက်သေတွေဖြစ်လာကြမှာပါ။ United ပရိသတ်တွေရဲ့အားပေးမှုဟာ Carrick အတွက်အကြီးမားဆုံးခွန်လာပါပဲ။ဒါကြောင့်အသင်းနဲ့အတူ Carrick နဲ့အတူအောင်မြင်မှုတွေစီလမ်းချီကြပါစို့။ United ပရိသတ်ကြီးအားလုံးကျမ်းမာချမ်းသာပြီးအသင်းရဲ့အောင်မြင်မှုတွေကိုအတူတူဆင်နွှဲနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။ Michael Carrick ရဲ့ခံရမှုဟာ United အတွက်ဘာကြောင့်အရေးကြီးစလဲဆိုတာကိုထပ်ပြီးပြောရမယ်ဆိုရင်သူဟာအသင်းရဲ့အခက်အခဲဆုံးအချိန်တွေမှာအမြဲတမ်းရှိနေခဲ့သူဖြစ်လို့ပါ။အသင်းမှာနီးပြတွေအပြောင်းလဲဖြစ်တိုင်းသူဟာဂျားထဲကနေအကောင်းဆုံးထိန်းချောင်းပေးခဲ့ပါတယ်။အခုတော့သူကိုယ်တိုင်ကအဓိကဇက်ရောက်ဆောင်ဖြစ်လာခဲ့ပါပြီ။ဒါဟာသူ့ရဲ့စ조사အားထုတ်မှုနဲ့စိတ်ရှည်သီးကပ်မှုတွေအတွက်ထိုက်တန်တဲ့ရက်လက်တစ်ခုလည်းဖြစ်ပါတယ်။ United ကအခုဆိုရင်ကပ္ပအဆင့်မီနီးပြတစ်ယောက်ကိုပိုင်ဆိုင်လိုက်ပြီလို့ယုံကြည်ရပါတယ်။ရှေ့ဆက်ပြီး Carrick ကအသင်းကိုဘယ်လိုပုံဖော်မလဲဆိုတာကတော့စိတ်လှုပ်ရှားစရာပါ။သူဟာတိုက်စစ်ကိုအားပြုတဲ့ကစားဟန်ကို Granite တူထွက်တာကြောင့်လာမယ့်ရာသီတွေမှာ United ရဲ့ပွဲစဉ်တွေဟာပိုပြီးကြည်ကောင်းလာတော့မှာပါ။ပရိသတ်တွေအနေနဲ့လည်း Old Trafford ကွင်းကြီးထဲမှာအောင်ပွဲခံစမ်းတွေပြန်လည်ကြားရဖို့နှီးစက်လာပါပြီ။အားလုံးပဲ United ရဲ့အောင်မြင်မှုခရီးစဉ်မှာအတူတူလိုက်ပါစီးနှင်းကြပါစို့။ United ရဲ့အစင်လာတွေပြန်လည်ရှင်းသန်လာပါစေ။ Michael Carrick နဲ့အတူအောင်မြင်မှုတွေအလီလီရရှိပါစေ။ United ဆိုတာအများအားထိတ်ဆုံးမှရှိနေရမယ်အသင်းပါ။အခု Carrick ကအဲ့ဒီနေရာကိုပြန်ပို့ပေးပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Carrick ကအသင်းရဲ့လူငယ်အကယ်ဒမီကိုလည်းအထူးအလေးပေးသွားဖို့ရှိနေပါတယ်။ United ရဲ့အစင်လာအရလူငယ်ကစားသမားတွေကိုအခွင့်အရေးပေးတာဟာအသင်းရဲ့အသက်သွင်းကြပါပဲ။ Carrick ကကိုယ်တိုင်လည်းလူငယ်ဘဝကနေတက်လန်းသွားခဲ့သူဖြစ်တာကြောင့်လူငယ်တွေရဲ့အိမ်မက်တွေကိုနားလည်ပါတယ်။ဒါကြောင့်လာမယ့်ရာသီတွေမှာ United ရဲ့ Academy ကနေနောက်ထပ်ကျေပွင့်တဲ့အများကြီးထောပေါ်လာဦးမှာပါ။ဒါဟာအသင်းရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုအတွက်အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ Carrick ရဲ့လက်ထက်မှာ United ဟာနီးပြူဟာပိုင်းအားချင်းလဲပိုပြီးစုံလင်လာပါတယ်။သူဟာပြိုင်ပွဲအပေါ်မူတည်ပြီးကစားကွက်တို့လိုသလိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒါဟာခေတ်သစ်ဘောလုံးလောကမှာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရွေးချင်းဖြစ်ပါတယ်။ Carrick ကအမြဲတမ်းသင်ယူနေသူဖြစ်ပြီးဘောလုံးလောကရဲ့အပြောင်းအလဲတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေသူလည်းဖြစ်ပါတယ်။ဒါကြောင့်လေသူ့ရဲ့နီးပြမှုဟာအမြဲတမ်းစမ်းသင်နေတာပါ။ United ပရိသတ်တွေအနေနဲ့ Carrick ကိုအပြည့်အဝယုံကြည်ပေးကြဖို့တိုက်တွန်းချင်ပါတယ်။အောင်မြင်မှုဆိုတာတညာတဲ့နဲ့ရလာတာမဟုတ်ပေမဲ့လမ်းကြောင်းမှန်ကိုရောက်နေပြီဆိုရင်တော့မဝေးတော့ပါဘူး။အားလုံးပဲ United နဲ့အတူပျော်ရွှင်နိုင်ကြပါစေ။အခုလို Carrick ကိုအငြင်းတန်းနီးပြအဖြစ်ခံအပ်လိုက်တာဟာအသင်းရဲ့စီးပွားရေးနဲ့စီမံခန့်ခွဲမှုပိုင်းမှာလည်းအတူသဘောဆောင်တက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။အသင်းရဲ့ပုံရိပ်ခါပိုပြီးခိုင်မာလာသလိုစပွန်ဆာတွေနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကလည်း United ရဲ့အနာဂတ်အပေါ်ပိုပြီးယုံကြည်မှုရှိလာကြပါတယ်။ဒါဟာအသင်းကိုကမ္ဘာအဆင့်မှာဆက်လက်ရပ်တည်နိုင်မှုအတွက်အထောက်အကူဖြစ်စေမှာပါ။ Carrick ကအသင်းရဲ့အောင်မြင်မှုအတွက်လိုအပ်တဲ့အရာအားလုံးကိုဖြည့်ဆည်းပေးနိုင်မယ်သူလို့အားလုံးကသတ်မှတ်ထားကြပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင် Michael Carrick ရဲ့ခရီးစဉ်ဟာအခုမှစတင်လာပါ။သူဟာ United ရဲ့သမိုင်းကြီးတစ်ခုကိုရေးသွားမယ်သူပါ။ကျွန်တော်တို့အားလုံးဟာဒီသမိုင်းကြောင်းရဲ့သက်သေတွေဖြစ်လာကြမှာပါ။ United ပရိသတ်တွေရဲ့အားပေးမှုဟာ Carrick အတွက်အကြီးမားဆုံးခွန်အားပါပဲ။ဒါကြောင့်အသင်းနဲ့အတူ Carrick နဲ့အတူအောင်မြင်မှုတွေစီလမ်းချီကြပါစို့။ United ပရိသတ်ကြီးအားလုံးကျမ်းမာချမ်းသာပြီးအသင်းရဲ့အောင်မြင်မှုတွေကိုအတူတူဆင်နွှဲနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။ Michael Carrick ရဲ့ခံအပ်မှုဟာ United အတွက်ဘာကြောင့်အရေးကြီးစလဲဆိုတာကိုထပ်ပြီးပြောရမယ်ဆိုရင်သူဟာအသင်းရဲ့အခက်အခဲဆုံးအချိန်တွေမှာအမြဲတမ်းရှိနေခဲ့သူဖြစ်လို့ပါအသင်းမှာနီးပြတွေအပြောင်းလဲဖြစ်တိုင်းသူဟာဂျားတဲ့ကနေအကောင်းဆုံးထိန်းချောင်းပေးခဲ့ပါတယ်
အခုတော့သူကိုယ်တိုင်ကအဓိကဇရောက်ဆောင်ဖြစ်လာခဲ့ပါပြီဒါဟာသူ့ရဲ့စ조사အားထုတ်မှုနဲ့စိတ်ရှည်တီးခံမှုတွေအတွက်ထိုက်တန်တဲ့ရက်လက်တစ်ခုလည်းဖြစ်ပါတယ်United ကအခုဆိုရင်ကမ္ဘာအဆင့်မီနှီးပြတဲ့ရောက်ကိုပိုင်ဆိုင်လိုက်ပြီလို့ယုံကြည်ရပါတယ်ရှေ့ဆက်ပြီးကာရစ်ကအသင်းကိုဘလူးပုံဖော်မလဲဆိုတာကတော့စိတ်လှုပ်ရှားစရာပါသူဟာတိတ်စစ်ကိုအားပြုတဲ့ကစားဟန်ကို grind နဲ့သူဖွတ်တာကြောင့်လာမယ့်ရာသီတွေမှာ United ရဲ့ပွဲစဉ်တွေဟာပိုပြီးကြည်ကောင်းလာတော့မှာပါပရိသတ်တွေအနေနဲ့လည်း Old Trafford ကွင်းကြီးထဲမှာအောင်ပွဲခံစံတွေပြန်လည်ကြားရဖို့နှီးဆက်လာပါပြီအားလုံးပဲ United ရဲ့အောင်မြင်မှုခရီးစဉ်မှာအထူးထူးလိုက်ပါစီးနှင်ကြပါစို့United ရဲ့ကစင်လာတွေပြန်လဲရှင်းသန်လာပါစေ Michael Carrick နဲ့အတူအောင်မြင်မှုတွေအလီလီရရှိပါစေ United ဆိုတာအများအားထိတ်ဆိုးမှရှိနေရမယ်အသင်းပါအခု Carrick ကအဲ့ဒီနေရာကိုပြန်ပို့ပေးပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Carrick ဟာအသင်းရဲ့လူငယ် Academy ကိုလည်းအထူးအလေးပေးသွားဖို့ရှိနေပါတယ်